ရဲ့ရှေ့သွေးကြာဆင်းမှုပေါ်ပြည်သက်တွေစိတ်ကုန်နေပြီဖေဖော်ဝါရီ29ရက်နေ့မှာတရားဝင်ထွက်ရှိလာတဲ့ Blackpink ရဲ့ album အသစ် Deadline ဟာပြည်သက်တွေမျှော်လင့်ထားသလောက်ဖြစ်မလာပဲအပြင်းထန်ဝေဖန်မှုတွေနဲ့ရှင်ဆိုင်နေရပါတယ်။ online သုံးပြုသူတွေနဲ့ပြည်သက်တချို့ကတော့ဒီ album ကိုတမိုင်းတစ်လျှောက်ဆုံးရွားဆုံး EP လို့အထိတင်စားနေကြပြီးအဖွဲ့ကိုဖျက်သိမ်းလိုက်ဖို့တောင်းဆိုမှုတွေရှိနေပါတယ်။အဓိကဝေဖန်ခံရတဲ့အချက်တွေကတော့တချင်းစာသားတွေဟာ ChatGPT လိုမျိုး AI သုံးပြီးရေးထားတယ်လို့ခန်းစားရတာအဖွဲ့ဝင်တွေရဲ့အတန်ကို auto tune တွေအလွန်ကျွံသုံးထားလို့သူတို့အတန်မှန်းတော့မသိရတော့တာနဲ့ပြီးခဲ့တဲ့ album တွေလောက်ရှေ့သွေးမမီတာတွေပဲဖြစ်ပါတယ်။တချို့သောပရိသတ်တွေကတော့အဖွဲ့လိုက် project တွေကိုစိတ်ပြတ်သွားပြီဖြစ်လို့တကူရော solo comeback တွေကိုပဲစောင့်တော့မယ်လို့တော့ပုံမှန်လင်းလင်းပြောဆိုနေကြပါတယ်။တစ်ဖက်မှာလည်း GQ Friends Magazine ရဲ့မလထုတ် BTS မျက်နှာဖုံးဆောင်းပါးမှာအဖွဲ့ဝင်ကြီးမင်းနဲ့ဂျင်တို့အပေါ်တီးဖြတ်မှုပိုင်းဆိုင်ရာမလီမစာလှုပ်ဆောင်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေကြောင့်အာမီဒီဒေါသထွက်နေကြပါတယ်။အဖွဲ့ဝင်အားလုံးရဲ့တူးချင်းပုံတွေနဲ့ quote စကားလက်ဆောင်တွေကိုဝေဖန်ကြည့်ရမှာဂျီမင်းရဲ့ quote ကိုတခြားသူတွေလိုထင်ထင်ရှားရှားမဖော်ပြထားတာကျန်အတွက်တီးတန့်စာမျက်နှာမပေးထားပဲအဖွဲ့လိုက်ပုံနဲ့သာရောထားတာတွေကိုတွေ့ရှိခဲ့ရပါတယ်။ပရိသတ်တွေကတော့ဒါဟာပြင်ဆင်မှုလုံးအားနည်းတဲ့မတစ်ခုသာဖြစ်တယ်လို့အဖွဲ့ဝင်တချို့ပေါ်ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ယူဆနေကြပါတယ်။မဂ္ဂဇင်းဘက်ကတော့ layout အခင်းကျင်းအမှားလို့ယူဆနိုင်ပေမဲ့ပတ်စံပေးဝင်ရတဲ့ပရိသတ်တွေအတွက်ကတော့ဒါဟာလက်ခံနိုင်စရာမရှိတဲ့ကိစ္စတစ်ခုဖြစ်နေပါတယ်။ live လွှင့်နေတော့ရန်မှုပြီးဆဲဆူချိန်မောင်းနေခဲ့တဲ့ Jungkook BTS ရဲ့ငယ်ဆုံးဖွဲ့ဝင် Jungkook ဟာမကြာသေးခင်ကပြုလုပ်ခဲ့တဲ့ We First Live တခုကြောင့်အကြီးကျယ်ဝေဖန်ခံရပြီး idol တယောက်လုံးဝမလုပ်သင့်ဘူးလို့သတ်မှတ်ထားတဲ့အချက်၅ချက်ကိုပြုလုပ်ခဲ့တဲ့ဆိုပြီး online သုံးပြုသူတွေရဲ့ဆွဆွဲချက်တွေထွက်ပေါ်လာပါတယ်။အဆိုပါဆွဆွဲချက်တွေထဲမှာစလိတ်တောက်တောက်ပုံမွေလင်းလင်းပြောဆိုခဲ့တာခန္ဓာကိုယ်နဲ့တက်တူးတွေလွန်ကျွံထိုးထားတာနဲ့စိုက်ကယ်စီးတာတွေပါဝင်နေပါတယ်။အထူးသဖြင့် live လွှင့်စင်မှာရန်မှုပြီးဆဲဆူချိန်မောင်းခဲ့တဲ့ပြုမှုတွေကပရိသတ်တချို့ကိုတုန်လှုပ်စေခဲ့တယ်လို့ idol တယောက်နဲ့မတူတော့ပဲအသက်အရွယ်နဲ့လောက်နေထိုင်မှဆိုတဲ့ပြင်းထန်တဲ့ဝေဖန်တန်တွေထွက်ပေါ်လာစေခဲ့ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဆွဆွဲချက်တစ်ခုကတော့ဂျန်ကုတ်က Aespa အဖွဲ့ဝင်ဝန်ထားတဲ့ချစ်သူဖြစ်နေရဆိုတဲ့ကောလာဟလတွေကိုသူ့ရဲ့ couple tattoo ကနေတဆင့်တမင်သက်သက်ထုတ်ပေါ်ပြသခဲ့ရဆိုတဲ့ချက်ပါပဲ။ဒီလိုပြုမှုတွေကြောင့်ပရိသတ်တချို့ကတော့ idol ဘဝကနေစောစောစီစီနားထွက်လိုက်တာမှန်သွားပြီလို့ဒီခါခါတီတီပြောဆိုနေကြပါတယ်။အရင်ကရိုးသားဖြစ်စင်တဲ့ Golden Mark နဲ့ပုံရိပ်တွေကနေအခုလိုစိုးသွင်းတဲ့ပုံစံဘက်ကိုကူးပြောင်းသွားတာဟာဂျန်ကုတ်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်လားဒါမှမဟုတ် idol တယောက်ရဲ့တာဝန်ပြတ်ခွင့်မှုလားဆိုတာကတော့ K-pop လောကမှာကြီးကျယ်ညှဉ်းခုန်စရာဖြစ်နေပါတယ်။